Meta နဲ့ Google လို့တရားရှုံးနေကမ္ဘာထိပ်တန်းဖန်ကြီးတစ်ခု Quantum Cyber Attack နဲ့အဖောက်ခံရတယ်။ Apple က Siri ကိုအပိတိုင်ထုတ်ချလိုက်ပြီ။အားလုံးပဲမင်္ဂလာပါ။ Tech News Update တွေ AI Trends တွေနဲ့အများအားတင်ဆက်နေတဲ့ Technopat MM ရဲ့ Daily Tech Update ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။2026ခုနှစ် March 26ရက်ဒီကနေ့မှာတော့ algorithm အပြောင်းအလဲတွေကနေစပြီး quantum computing အန္တရာယ်တွေအထိအရှုပ်ထွေးဆုံးကိစ္စတွေကိုအရှင်းလင်းဆုံး breakdown လုပ်ပေးတော့ပါမယ်။ Ready ပါလား Let's dive in ပထမဆုံးသတင်းကတော့ social media လောကကိုကင်လုလိုက်တဲ့ landmark တရားစီရင်မှုပါပဲ။ Meta နဲ့ Google တို့ဟာအသုံးပြုသူတွေရဲ့စိတ်ပိုင်းဆိုင်ရာဂျမားရေးကိုထိခိုက်စေတဲ့ engagement algorithm တွေကြောင့်တရားရှုံးနိမ့်သွားခဲ့ပါတယ်။ဒါဟာရိုးရိုးတန်ရိုက်ခံရတာမဟုတ်ဘူး။အခုဆိုရင်သူတို့ရဲ့ UI UX design တွေနဲ့ monetization strategy တွေကိုမဖြစ်မနေပြုပြင်ရတော့မယ် legal precedent အသစ်တစ်ခုဖြစ်လာပါသည်။မကြာခင်မှာကမ္ဘာတစ်ဝန်းမှာ social media algorithm တွေအကြီးအကျယ်ပြောင်းလဲသွားတော့မှာပါ။ Apple user တွေအတွက်သတင်းကတော့ဆယ်စုနှစ်နဲ့ကြီးသုံးလာတဲ့ Siri ကို Apple ကတရုတ်ရဲ့အနားပေးလိုက်ပြီး Apple Intelligence Pro နဲ့အစားထိုးလိုက်ပါပြီ။ကလောက်ကိုလုံးဝမမိကိုတော့မဲ့ high parameter LLM ကိုဖုန်းထဲမှာပဲ direct run ပေးမယ် fully autonomous on device AI မှာ edge computing kit ကို Apple ကတရားဝင်ဖွင့်လှစ်လိုက်ပြီးထိပြီး internet မလို့ပဲ local processing လုပ်မှာဖြစ်လို့ user privacy အတွက်ကတော့ game changer ပါပဲ။နောက်သတင်းတစ်ခုကတော့ cyber security လောကရဲ့အဆိုးဆွားဆုံးအိမ်မစောကြီးလက်တွေဖြစ်လာတာပါ။ကမ္ဘာထိပ်တန်းဖန်ကြီးတစ်ခုဟာ quantum computing ကိုသုံးပြီးတိုက်ခိုက်တဲ့ cyber attack ဒဏ်ကိုခံလိုက်ရပါပြီ။ရိုးရိုး encryption တွေကိုအလွယ်လေးဖောက်ထွင်းနိုင်တဲ့ကျူဒေးချိန်မြောက်မှုရောက်လာပါပြီ။ဘဏ်တွေအစိုးရတွေ post quantum cryptography protocol တွေကိုအများဆုံးမပြောင်းရင်တော့အကုန်လုံးဒုက္ခရောက်ကုန်တော့မှာဖြစ်လို့ cyber security budget တွေအစမတန်တက်လာဖို့ရှိပါတယ်။ EU ကပြည်ပြည့်စုံတဲ့ AI copyright directive ကိုအတည်ပြုလိုက်ပါပြီ။ generative AI company တွေအနေနဲ့သူတို့ရဲ့ AI training data တွေကိုပွင့်လင်းမြင်သာစွာချပြရမယ်အပြင်မူရင်း fan တီးချင်တွေကို royalty fee ပေးရတော့မှာပါ။ tech giants တွေတဲ့ compliance cost တွေတိတိတသာတက်လာမှာဖြစ်ပြီး AI model development ရဲ့ legal framework တစ်ခုလုံးဝပြောင်းလဲသွားပါပြီ။ AI data center တွေအတွက် Tesla Megapax တွေ grid parity ရောက်ရှိသွားခြင်း AI တွေများထွက်လာတော့လျှက်စစ်မီအများသုံးလာတဲ့ပြဿနာကို Tesla ကကယ်တင်လိုက်ပါပြီ။ Tesla ရဲ့ next gen Megapax တွေဟာ AI data center တွေအတွက် grid parity အဆင့်ကိုရောက်ရှိသွားပါပြီ။ဆိုလိုတာကရုပ်ကြွလောင်ခြင်းဓာတ်ရစက်ရုံတွေထက် decentralized energy storage ကပိုတွက်ချေကောင်းသွားတဲ့အတွက် tech industry ရဲ့ energy ပြဿနာကိုဖြေရှင်းပေးမယ့်အဓိကတော့ချက်ဖြစ်လာပါပြီ။ အမေရိကန်ကပြည်ပထုတ် router တွေကိုပိတ်ပန်းလိုက်ခြင်းနောက်ဆုံးသတင်းကတော့ hardware supply chain ကိုအကြီးအကျယ်ရိုက်ခိုက်သွားမယ့်ကိစ္စပါ။ American ဆိုရဟာနိုင်ငံတော်လုံခြုံရေးအကြောင်းအရာပြပြီးပြည်ပထုတ် consumer internet router တွေကိုတရားဝင်ပိတ်ပန်းလိုက်ပါပြီ။ဒါဟာ tech hardware စိတ်အေးတိုက်ဖွယ်ပိုပြင်းထန်လာတာကိုပြနေပြီးလုပ်ငန်းတွေအနေနဲ့ supply chain တွေကိုချက်ချင်းပြန်တိဆောက်ရမှာဆိုလို့ဈေးကွက်ထဲမှာ networking equipment ဈေးနှုန်းတွေမင်းတက်လာတော့မှာပါ။ဒီလောက်အပြောင်းအလဲတွေများနေတဲ့အချိန်မှာ content creator တယောက်ဆိုရင် Meta နဲ့ Google ရဲ့ algorithm အသစ်တွေအတွက် content strategy ကိုချက်ချင်း adapt လုပ်နိုင်ဖို့လိုအပ်နေပါပြီ။ developer တယောက်ဆိုရင်က cloud base ကိုကြီးအားကိုးနေလို့မရတော့ပဲ on device AI လို့ edge computing ဘိုင်းတွေ post quantum security ဘိုင်းတွေကိုမဖြစ်မနေလေ့လာထားမှရတော့မယ်။အပြောင်းလဲဆိုတာတချို့အတွက်ကြောက်စရာဖြစ်ပေမဲ့အများနဲ့ update ဖြစ်နေတဲ့မိတ်ဆွေအတွက်ကတော့ဒါဟာကြီးမားတဲ့အခွင့်အရေးတစ်ခုပါပဲ။ဒီနေ့သတင်းတွေထဲမှာမိတ်ဆွေအတွက်အသုံးဝင်တဲ့သတင်းကဘယ်သတင်းလဲဆိုတာ comments ထဲမှာဝင်ရောက်ဆွေးနွေးသွားကြရအောင်။ algorithm အသစ်တွေခေးစားလာတဲ့အချိန်မှာမိတ်ဆွေရဲ့ like တစ်ချက် comment တစ်ခုကဒီ channel လေးအတွက်အများကြီးအထောက်အကူဖြစ်စေပါတယ်။ဗီဒီယိုလေးကိုသဘောကျရဲ့ like လုပ်သွားဖို့နဲ့နောက်ထပ် tech trends အသစ်တွေကိုလက်မလွတ်အောင် subscribe လုပ်ထားဖို့မမေ့ပါနဲ့။ကောင်းမွန်တဲ့နေ့ရက်တွေအမြဲဆုံးပိုင်ဆိုင်နိုင်ကြပါစေ။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဗျာ။